လုံးမင်္ဂလာပါကဲဒီနေ့ကျွန်တော်17ရက်16ရက်17လ2025အတွက်ကြီးမှန်နေတဲ့ကြီးယူနီလေးကိုကျွန်တော်ပြပေးပါမယ်ရှယ်လည်းမတင်ပြထားကြပါဘူးဗျာလုံးဒီကများနေတဲ့အတွက်ကြောင့်မို့ဒီနေ့မှစပြီးတော့ပြန်ပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်ဒီနောက်ကိုတော့ဆက်ပြီးတော့တင်ပေးပါဦးမယ်ခင်ဗျာအဲ့တော့ကျွန်တော် channel လေးကလည်းအသစ်လေးဖြစ်တဲ့အတွက်ကြောင့်မို့subscriber ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးတော့ပြီးထားပါအောင်ဗျာเนาะကျွန်တော်20လေးကိုမျှဝေပေးပါမယ်ချိုင်းနှစ်တက်တဲ့ဆိုရင်ကစားလို့ရပါတယ်ဗျာเนาะချိုင်းနှစ်တက်တဲ့ဆိုလို့ရှိရင်ကစားလို့ရပါတယ်မချိုက်ဘူးမနစ်တက်ဘူးဆိုလဲဘဟုသုတအနေနဲ့ကြည့်ရှုသွားနိုင်ပါတယ်ဗျာเนาะကျွန်တော် channel ကအခုမှအသစ်လေးရှိသေးတယ် subscriber 50တောင်မှပြည့်သေးဘူး50ပြည့်ရင်တော့ကျွန်တော် live တွေပါလွှင့်ပြီးတော့တင်ပြပေးပါမယ်ဗီဒီယိုအနေနဲ့တင်ရင်တော့သူရှေ့ကြီးတင်လို့ရတာအချိန်ကြာကြီးပြရတယ်လိုင်းရလည်းတိတ်မကောင်းတဲ့အတွက်ကြောင့်မို့ပါ live ဖွင့်ပြီးတော့ live ဖွင့်ရတဲ့အချိန်ကြာရင်တော့တခြားရှင်းပြပြပါမယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးကိုမတင်ပြတာတော့ပြကြတော့ပါပြီအခုပြန်ပြီးတော့စတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe ဆိုတဲ့စာတန်းလေးနှိပ်ပြီးအားပေးတော့ပါအောင်ဗျာနော်မှန်နေတဲ့ပြီးထွက်နေလေးတွေကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဒါကထိုင်းတီဒါနောက်ဆုံးသုံးလုံးပေါ့နော်ရှယ်ကနန်68ခွန်ပါနော်68ခွန်ထွက်တဲ့အပတ်မှာဒါကထိုင်းနှလုံးဒီကနန်က36လို့ထွက်ပါတယ်ဗျာနော်ဒီ68ခွန်ကနေစပြီးတော့မှန်နေတဲ့ကီးဖြစ်ပါတယ်ဗျာနော်ဒီကီးကလည်းဒီကီးယူနီကလည်းဒီနှစ်စအနေအထိဆိုလို့ရှိရင်ကီး3လုံးထိယူရင်တော့နှစ်စအနေမှန်တယ်လို့မှန်တယ်ဗျာ3လုံးထိယူမယ်ဆိုရင်တော့ကီးကမှန်နေပါတယ်ဗျာနော်ဒါပေမဲ့နှလုံးတစ်လုံးပါကီးပေါ့ဗျာနော်နှလုံးတစ်လုံးပါကီးအနေနဲ့ယူမယ်ဆိုရင်တော့ဒီ66ခွန်ရဲ့နောက်ကနေဆိုလို့ရှိရင်နှလုံးတစ်လုံးပါကီးအနေနဲ့မှန်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနောက်ကနေပဲကျွန်တော်ပြပေးလိုက်ပါမယ်နော်နှစ်စအနေထိအောင်ဆိုရင်ကီး3အထက်မှာ2ကြိမ်တော့သူပြတ်ထားတယ်ဒါပေမဲ့မပြတ်ရှင်ဘူးဆိုလို့ရှိရင်ကီးကို3လုံးထိယူလိုက်လို့ရှိရင်တော့အဲ့ဒါနှစ်စအနေထိအောင်မှန်နေပါတယ်ဗျာနော်3လုံးကိုတစ်လုံးပါဒုံမုံနှလုံးပေါ့ဗျာနော်ဒါပေမဲ့တစ်လုံးကတော့တေချာပေါက်ပါတယ်ဒါပေမဲ့အဲ့ဒါ3လုံးကိုများတယ်ဆိုလို့ရှိရင်နှလုံးပဲကျွန်တော်ယူပြထားပါတယ်နော်ဒါက86ခွန်လို့ထွက်တဲ့ပတ်မှာဒါကထိုင်းနှလုံးဒီကနန်းက36လို့ထွက်ထားတာဖြစ်ပါတယ်86ခွန်ရဲ့နောက်ပတ်မှာ2ခွန်လို့ထွက်ထားပါတယ်ဗျာနော်အဲ့ဒီမှာကီးယူနီကဘယ်လိုလဲဆိုတော့86ခွန်လို့ထွက်တဲ့အပတ်ရဲ့မှာထွက်တဲ့ထိုင်းဒီနှလုံးဒီကနန်းက36ဖြစ်ပါတယ်အဲ့ဒီက36ကနောက်က6ရဲ့2ခွန်လို့ထွက်တဲ့အပတ်ကခွန်နောက်ပိတ်ရဒီနှလုံးဒီ36က6နောက်ပိတ်နဲ့2ခွန်ကခွန်နောက်ပိတ်ရဒီခွန်နဲ့6နဲ့ကိုပေါင်းမှာဖြစ်ပါတယ်နော်ခွန်နဲ့6နဲ့ပေါင်းတာဖြစ်ပါတယ်ဗျာနော်အဲ့ဒီမှာခွန်နဲ့6နဲ့ပေါင်းမှာဖြစ်ပါတယ်နော်ခွန်နဲ့6နဲ့ကျွန်တော်ဒီမှာတစ်ချက်ရှာရေးပြီးလိုက်ပါမယ်နော်ခွန်အပေါင်း6ပေါ့ဗျာနော်ခွန်အပေါင်း6ဖြစ်ပါတယ်ဗျာနော်ခွန်အပေါင်း6ကတဲ့ဒီမှာ3လို့ရပါတယ်နော်ဒီခွန်နဲ့ဒီ6နဲ့ပေါင်းလိုက်တော့3လို့ရပါတယ်3ရဲ့ပါဝါက8ပါတဲ့နော်အဲ့ဒီမှာ38ဖြစ်ပါတယ်အဲ့ဒီ38ကီးရတဲ့ဒီ2ခွန်ဒါ2ခွန်မှာခွန်နောက်ပိတ်နဲ့ပေါင်းထားတဲ့အတွက်ကြောင့်မို့သူ့ရဲ့အောက်ကအတွက်ကီးရှာတာဖြစ်ပါတယ်ဗျာနော်အဲ့ဒီမှာ2ခွန်ပြီးတော့ဒီမှာ388လို့ထွက်သွားပါတယ်ဗျာ388ဆိုတော့ဒီမှာ38ကီးကနှလုံးလုံးထိသွားပါတယ်ဗျာနော်38ကီးကဒီမှာနှလုံးလုံးထိသွားပါတယ်ဒီလိုနှစ်တန်းရှာတဲ့လိုက်တဲ့ကီးကသူ့ရဲ့အောက်မှာထွက်နေရှားတဲ့နှစ်တန်းရှာလိုက်တဲ့ပေါင်းချင်းကီးကသူ့ရဲ့အောက်မှာထွက်တဲ့ကနန်းအတွက်ကီးဖြစ်ပါတယ်ဗျာနော်ဒီမှာ38ကီးမှာဒီမှာ388ဆိုပြီးတော့ဒီမှာနှလုံးလုံးထိသွားတာဖြစ်ပါတယ်ဗျာနော်
ဘောဖိနဲ့တက်ပြတာအယောင်ကတော့တိတ်မမြင်ရအောင်ဖြစ်နေတယ်နော်ဟုတ်ပြီအဲ့လိုပဲသူ့ရဲ့နောက်တစ်ပတ်မှာဆိုတော့ရှင်တဲ့နှစ်ခုလို့ထွက်တဲ့ဘက်မှာထိုင်းနှလုံးဒီကဏ္ဍက85လို့ထွက်တယ်သူ့ရဲ့နောက်ပတ်မှာထိုင်း3လုံးထိ3လုံးရှယ်ကဏ္ဍက388လို့ထွက်တယ်အဲ့ဒီမှာ388ဆိုတဲ့ရှင်းနောက်ပိတ်ရဲ့ဒီကနှလုံးထွက်တဲ့85က9နောက်ပိတ်နော်အဲ့ဒီရှင်းနဲ့9နဲ့ကိုပေါင်းမှာဖြစ်ပါတယ်နော်အဲ့ဒီမှာ8အပေါင်း9 8နဲ့9နဲ့ပေါင်းတော့ဒီမှာ3ရပါတယ်3ရဲ့ပါဝါက8ပါတယ်เนาะဒီမှာပါဝါပေါ့เนาะပါဝါယူတာပေါ့3ရဲ့ပါဝါက8ပါတယ်အဲ့ဒီမှာ388လို့ထွက်ပြီးတော့နောက်ပတ်မှာ3309ဆိုပြီးတော့ထွက်ပါတယ်เนาะအဲ့ဒီမှာလည်းဒီမှာ3တစ်လုံးထိပါတယ်เนาะ3တစ်လုံးထိပါတယ်เนาะအဲ့ဒီလိုပဲနောက်ပတ်မှာအရှောင်းလေးနဲ့ share ပေးမယ်เนาะအရှောင်းပြောင်းပြီးနောက်ပတ်မှာ3309လို့ထွက်တယ်3309လို့ထွက်တဲ့ဘက်က9နောက်ပိတ်ရယ်388လို့ထွက်တဲ့ဘက်ကထိုင်းနှလုံးဒီကဏ္ဍ306က6နောက်ပိတ်ရယ်ဒီမှာ9နဲ့6နဲ့ပေါ့နော်9နဲ့6နဲ့ပေါင်းမှာဖြစ်ပါတယ်နော်9နဲ့6 9ပေါင်း6ဆိုတော့9ရပါတယ်နော်9ရဲ့ပါဝါက3ရပါတဲ့အဲ့ဒီမှာ3309လို့ထွက်တဲ့နောက်ပတ်မှာ352ဆိုပြီးတော့ထွက်သွားပါတယ်အဲ့ဒီမှာလည်းဒီမှာ9တလုံးထိသွားပါတယ်ဗျာနော်9တလုံးထိသွားပါတယ်352ထွက်တဲ့ဘက်မှာ9တလုံးထိပါတယ်နော်ဟုတ်ပြီ352လို့ထွက်တဲ့ဘက်က2နောက်ပိတ်ရယ်ဒီမှာ3309လို့ထွက်တဲ့ဘက်က8ခွန်အဲ့နှလုံးဒီကနေ့8ခွန်လို့ထွက်တဲ့ခွန်နောက်ပိတ်ကဲဒီခွန်နဲ့2နဲ့ကိုပေါင်းမှာဖြစ်ပါတယ်ဗျာနော်ဒီမှာ2အပေါင်းခွန်2နဲ့ခွန်နဲ့ပေါင်းတော့9ပါတယ်နော်9ရဲ့ပါဝါ4ပါတဲ့အဲ့ဒီမှာ9လေးကြီးပါတယ်9လေးကြီးမှာတဲ့35လို့ထွက်တဲ့နောက်ပတ်မှာ392ဆိုပြီးတော့ထွက်သွားတာဖြစ်ပါတယ်ဗျာနော်392ဆိုတော့အဲ့ဒီမှာ9တလုံးထိပါတယ်တဲ့ဗျာနော်9တလုံးထိပါတယ်392လို့ထွက်တဲ့ဘက်က2နောက်ပိတ်ရယ်392လို့ထွက်တဲ့ဘက်ကထိုင်းတီနှလုံးဒီကဏ္ဍက2300က300ရယ်ပေါ့ဗျာနော်ထားဖို့နောက်ပွဲအတွက်ထပ်ပေါင်းမယ်ဒီမှာက2နဲ့300နဲ့ပေါင်းမှာဖြစ်ပါတယ်ရော2အပေါင်း300 2နဲ့300နဲ့ပေါင်းတော့2ပါတယ်နော်2ရဲ့ပါဝါကခွန်ပါတဲ့2ခွန်ကြီးပါတယ်အဲ့2ခွန်ကြီးမှာတဲ့392လို့ထွက်တဲ့ဘက်မှာ246ဆိုပြီးတော့ထွက်သွားပါတယ်တဲ့ဒီမှာလည်း2တလုံးထိသွားပါတယ်နော်ဒီမှာ2တလုံးထိပါတယ်အဲ့လိုပဲသူရဲ့နောက်အပတ်မှာ426 246က6နောက်ပိတ်ရယ်306က6နောက်ပိတ်6နဲ့6เนาะအယောင်ရှယ်လိုက်တော့နည်းနည်းပြတ်တယ်ဖြစ်သွားတယ်အဲ့တော့6အပေါင်း6တဲ့เนาะ6နဲ့6ပေါင်းတော့လဲ2เนาะ2ရဲ့ပါဝါခွန်အဲ့ဒီမှာလဲ2ခွန်ကီလိုရတယ်အဲ့ဒီ426လို့ထွက်တဲ့နောက်ပတ်မှာ324ဆိုပြီးတော့ထွက်ပါတယ်ဗျာနော်324မှာလည်းဒီမှာ2တလုံးထိပါတယ်တဲ့ဟုတ်ပြီအဲ့ဒီတော့324လို့ထွက်တဲ့ဘက်က4နောက်ပိတ်ရယ်ဒီ264လို့ထွက်တဲ့ဘက်မှာနှလုံးဒီကဏ္ဍ9တစ်လို့ထွက်တယ်အဲ့ဒီက1နောက်ပိတ်တယ်ဒါကပြန်ပေါင်းမှာဖြစ်ပါတယ်နော်4နဲ့1နဲ့ပေါင်းမှာဖြစ်ပါတယ်အဲ့ဒီမှာ4ပေါင်း1ဆိုတော့9ရပါတယ်တဲ့9ရဲ့ပါဝါက3ရပါတယ်เนาะ9 3ကြီး9 3ကြီးမှာဘာထွက်သွားလဲဆိုတော့3နှစ်လေးလို့ပြီးတဲ့နောက်ပါမှာ85နှစ်ဆိုပြီးတော့ထွက်သွားပါတယ်တဲ့ဒီမှာလည်း9တလုံးထိသွားပါတယ်တဲ့ဗျာเนาะ9တလုံးထိသွားပါတယ်အဲ့လိုပဲ85နှစ်ထွက်တဲ့ဘက်က2နောက်ပိတ်3ဒီအထက်က6နောက်ပိတ်เนาะ6နောက်ပိတ်ဒီမှာ2နဲ့6နဲ့တခါပြန်ပေါင်းမယ်2နဲ့6နဲ့ပေါင်းတော့8ရတယ်တဲ့8ရဲ့ပါဝါက3ပါတဲ့เนาะအဲ့ဒီမှာ8 3ကြီးမှာတဲ့9နှစ်5နှစ်လို့ထွက်တဲ့နောက်ပတ်မှာ865ဆိုပြီးတော့ထွက်သွားပါတယ်เนาะဒီမှာတဲ့8တလုံးထိပါတယ်ဗျာเนาะ
ဟုတ်ပြီ865လို့ထွက်တဲ့ဘက်က9နောက်ပိတ်ရယ်ဒီထက်ကနှလုံးဒီကနန်း3ရနောက်ပိတ်ရယ်တခါပြန်ပေါင်းမှာဖြစ်ပါတယ်နော်အဲ့ဒီမှာ9နဲ့3ရနဲ့ပေါင်းမှာဖြစ်ပါတယ်အဲ့ဒီမှာ9အပေါင်း3ရ9နဲ့3ရနဲ့ပေါင်းတော့9ရတယ်9ရဲ့ပါဝါက3ရအဲ့ဒီမှာ9 3ရကီး9 3ရကီးမှာတဲ့865လို့ထွက်တဲ့နောက်ဘက်မှာ356ဆိုပြီးတော့ထွက်ပါတယ်တဲ့နော်356ဆိုတော့ထွက်တဲ့ဘက်မှာလေဒီမှာ9တလုံးထိပါတယ်တဲ့နော်356ထွက်တဲ့ဘက်ကရှောင်းနောက်ပိတ်ထက်က63လို့ထွက်တဲ့ဘက်နှလုံးကနန်းက3နောက်ပိတ်အဲဒီမှာရှောင်းနဲ့3နဲ့တခါပြန်ပေါင်းမှဖြစ်ပါတယ်တဲ့နော်6ပေါင်း3ဆိုတော့9ရပါတယ်တဲ့9ရပါပါ4ပါတဲ့ဒီမှာ356လို့ထွက်တဲ့နောက်ဘက်မှာ646ဆိုပြီးတော့ထွက်သွားပါတယ်တဲ့နော်646ဆိုပြီးတော့ထွက်သွားပါတယ်အဲ့ဒီမှာကျတော့ဒီမှာ4တလုံးထိပါတယ်တဲ့နော်4တလုံးထိပါတယ်ဟုတ်ပြီအဲ့ဒီမှာလဲ646လို့ထွက်တဲ့ဘက်က6နောက်ပိတ်ရယ်ထက်ကနှလုံးကနန်း3တစ်က1နောက်ပိတ်ရယ်အဲ့ဒီမှာ6နဲ့1နဲ့ပေါင်းမှာဖြစ်ပါတယ်နော်6ပေါင်း1 6နဲ့1နဲ့ပေါင်းတော့ခွန်နဲ့နော်ခွန်ပါဝါက2ပါရတယ်နော်ခွန်2ကြီးအဲ့ဒီမှာ646လို့ထွက်တဲ့နောက်ပတ်မှာ9ခွန်8ဆိုပြီးတော့ထွက်ပါတယ်အဲ့ဒီမှာလဲခွန်တစ်လုံးထိပါတယ်နော်ခွန်တစ်လုံးထိပါတယ်အဲ့တော့9ခွန်8 9ခွန်8လို့ထွက်တဲ့ဘက်က10နောက်ပိတ်ရယ်ဒီထက်ကနှလုံးကနန်း9 8က10နောက်ပိတ်ရယ်ကိုတစ်ခါပြန်ပေါင်းမှာဖြစ်ပါတယ်သူကတလို့အပေါ်ကထွက်တဲ့ထိုင်းနှလုံးဒီနောက်ပိတ်နဲ့ဒီအပတ်မှာအောက်ကရှယ်နောက်ပိတ်နဲ့ကိုလှမ်းပြီးတော့ပေါင်းတာဖြစ်ပါတယ်เนาะအဲ့ဒီမှာ10နဲ့10နဲ့လှမ်းပေါင်းမှာဖြစ်ပါတယ်အဲ့ဒီမှာ10ပေါင်း10ဆိုတော့တဲ့6ရပါတယ်6ရပါဝါက1ပါတဲ့เนาะ6တစ်ကီးမှာတဲ့9ခွန်8လို့ထွက်တဲ့အပိုင်းနောက်ပါမှာ696ဆိုပြီးတော့ထွက်ပါတယ်အဲ့ဒီမှာလဲ6တလုံးထိပါတယ်เนาะ6နောက်နှလုံးအောင်ပေါ့เนาะအခုဆိုတော့နှလုံးဖြစ်သွားတယ်6ထိပါတယ်เนาะဟုတ်ပြီအဲ့ဒီမှာ696လို့ထွက်တဲ့ဘက်က6နောက်ပိတ်ရယ်ထက်မှာက9ခွန်8လို့ထွက်တဲ့ဘက်မှာထိုင်းနှလုံးဒီကခွန်လို့ထွက်တဲ့ခွန်နောက်ပိတ်အဲ့ဒီမှာ6နဲ့9နဲ့ကိုလမ်းပေါင်းမှာဖြစ်ပါတယ်တဲ့เนาะအဲ့မှာ6နဲ့9နဲ့ပေါင်းမယ်6နဲ့9နဲ့ပေါင်းတော့3လို့ရပါတယ်တဲ့3ရဲ့ပါဝါ8ပါတဲ့เนาะ38ကီလိုရပါတယ်တဲ့အဲ့ဒီ38ကီမှာတဲ့နောက်ပတ်မှာ696လို့ထွက်တဲ့နောက်ပတ်မှာအခုပြီးခဲ့တဲ့အပတ်ကထွက်သွားတာ898ဆိုပြီးတော့ထွက်သွားပါတယ်တဲ့เนาะဒီမှာဆိုရင်လည်း8ထိပါတယ်တဲ့เนาะဟုတ်ပြီ8ထိပါတယ်ဆိုတော့အခု16ရက်17လအတွက်ကြီးရတော့898က10နောက်ပိတ်ရယ်အပေါ်က696လို့ထွက်တဲ့အပတ်မှာထိုင်းလုံးဒီကနန်းက61လို့ထွက်တဲ့1နောက်ပိတ်ရယ်အဲ့ဒီမှာ10နဲ့1နဲ့ကိုပေါင်းမှာဖြစ်ပါတယ်เนาะ10ပေါင်း1တဲ့10နဲ့1နဲ့ပေါင်းတော့9ရပါတယ်တဲ့9ရပါဝါက4ပါတဲ့ဟုတ်ပြီအဲ့ဒီ6လေးဆိုတဲ့ကီးကအခု16ရက်16ရက်17လအတွက်4ကိုကီးဖြစ်ပါတယ်တဲ့เนาะ4ကိုကီးဖြစ်ပါတယ်16ရက်17လအတွက်4ကိုကီးဖြစ်ပါတယ်ဗျာเนาะ4ကိုကီးဖြစ်ပါတယ်ဗီဒီယိုကအရန်ရှည်သွားပြီဖြစ်တဲ့အကြောင်းမို့เนาะဒီလောက်လေးပဲကျွန်တော်အဆုံးသတ်လိုက်ပါမယ်ဗျာเนาะအခုတော့မှ73မိနစ်14မိနစ်ဖြစ်သွားပြီခင်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတဲ့ရင် subscribe ဆိုတဲ့စာတန်းလေးနှိပ်ပေးထားပါဗျာเนาะ subscribe စာတန်းလေးကိုနှိပ်ပေးထားပါ subscribe 50ကျော်ရင် like လွှင့်လို့ရပါပြီအခုမှ subscribe က30ပဲရှိသေးတဲ့အတွက် like လွှင့်ပြလို့မရသေးဘူး like လွှင့်ပြတဲ့အခါကျရင်သိရှိရှာကျွန်တော်ရှင်းပြပေးပါမယ်အခု like လွှင့်လို့မရတဲ့အခါကျတော့ဗီဒီယိုအနေနဲ့ပြန်တင်တဲ့အခါကျတော့ဗီဒီယိုအရှိတွေတင်အချိန်ကြာကြီးစောင့်ရတဲ့အတွက် line ကလည်းတိတ်မကောင်းတဲ့အတွက်ကြောင့်မို့ဒီလောက်နဲ့ပဲကျွန်တော်ပြပေးလိုက်ပါမယ်အားလုံး16ရက်17လအတွက်6လေးကီးဖြစ်ပါတယ်ဗျာနော်16ရက်17လအတွက်6လေးကီးဖြစ်ပါတယ်16ရက်17လ6လေး
ကိုလေးကြီးဖြစ်ပါတယ်เนาะဒီအောက်မှာစာရွက်မှာမရေးတော့နောက်ရက်ပတ်ကြပြန်တွက်လို့ရှိရင်ရှုပ်ကုန်မှာဆိုလို့16ရက်17လအတွက်ကိုလေးကြီးဖြစ်ပါတယ်ဗျာเนาะကဲအားလုံးပဲကံကောင်းကြပါစေဗျာเนาะအားလုံးပဲဘိုင်ဘိုင်ပါ